Okay ဒီဗီဒီယိုထဲမှာတော့ရှေ့စမိတ်တစ်ခုကလူတယောက်ရဲ့မျက်နှာကိုဘယ်လောက်တောင်ပြောင်းလဲစေလဲဆိုတာကိုအမှကပြပေးမှာပေါ့နော် I just wanna feel. I just wanna feel. Cause it's easy when I'm with you. So easy. အားလုံးကိုတစ်ခုတတိပေးနေတာကြတော့ဒီအရှေ့စမိတ်ဆိုတာညက်တဲ့မညက်တဲ့ကတော့ကိုယ့်ဘာကိုမဆုံးဖြတ်ပဲနဲ့ဆိုင်မှာတိုင်တာနဲ့တခြားလေးတိုင်ပင်ပြီးမှညက်ပါလို့ပဲအကြံပေးနေတယ်နော်မဟုတ်ရင်ညက်ပြီးမှနောက်သားရနေမှာဆိုလို့ Okay.